အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ်စာအုပ်လေးကတော့ဆရာမခင်နှင်းကြည်သာရေးသားထားတဲ့ချစ်တဲ့သူကိုတတိယတဲ့ခါဆိုတဲ့စာအုပ်လေးတွေကမှန်ချက်တွေကြားတဲ့လမ်းလျှောက်သူနဲ့အရေးကြီးတာတွေများလို့ငိုချိန်မရဘူးဆိုတာပဲဖြစ်ပါရှင်မှန်ချက်တွေကြားတဲ့လမ်းလျှောက်သူညီမလေးရေအမားတို့ကမှန်ချက်တွေကြားတဲ့နေ့စဉ်လမ်းလျှောက်ကြရတယ်အမားတို့ရဲ့အပြုအမူအသေးလေးကအစမှန်ချက်တွေကတဆင့်တံပြန်တဲ့တူညီမှုတွေကိုနေ့စဉ်ပြန်ရနေကြတယ်ဒါကြောင့်ပဲကောင်းတစ်ခါဆိုတစ်လက်နှိမ့်တစ်လက်မြင့်တစ်ခါတွေကြုံနေရတာပဲအကြောင်းတွေကိုဖြစ်တယ်လို့တိဆောက်ခဲ့တော့အကျိုးတွေကလည်းဖြစ်ချင်တယ်လို့ဖြစ်နေတာမို့အဆိုးတွေပဲဖြစ်နေတာလို့ညီမလေးထင်ခဲ့ဘူးလားအဆိုးတွေကအကြောင်းဆိုရင်ဆိုးကျိုးတွေပဲရမယ်ညီမလေးကောင်းကျိုးတွေရနေပြီဆိုရင်ဒါအကြောင်းကောင်းခဲ့လို့ပဲဒါကြောင့်အမားတို့ကမှန်ချက်တွေကြားလမ်းလျှောက်နေရတာမို့အပြုအမူသေးသေးလေးအစစိတ်နေစိတ်ထားဆုံးအကြောင်းကောင်းတွေဖန်တီးနေဖို့လိုတယ်အကုသိုလ်နဲ့ကုသိုလ်ကကိုယ့်လက်တကမ်းပဲမို့ကိုကဘာကိုလှမ်းယူမလဲဆိုတာကိုယ့်ဘဝရဲ့လမ်းကြောင်းပဲညီမလေးရေလက်တစ်ဖြစ်အတွင်းကစိတ်ပေါင်းကလေးတစ်သိန်းမှာကုသိုလ်စိတ်ကလေးတစ်သိန်းလိုချင်လားအကုသိုလ်စိတ်ကလေးတစ်သိန်းယူမလားဆိုတာအမားတို့ရဲ့ရွေးချယ်မှုပဲဘဝအသေးတူလွန်းလို့လက်တစ်ဖြစ်အတွင်းမှာပျက်စီးသွားနိုင်တယ်ကုသိုလ်စိတ်ဖြစ်နေတော့ပျက်စီးရင်ကုသိုလ်စိတ်ရဲ့အကျိုးကောင်းကိုရမယ်အကုသိုလ်စိတ်ဖြစ်နေတော့ဏီကုန်းချုပ်ရင်အကုသိုလ်ဆိုးကျိုးရမယ်ညီမလေးရေဘဝအသေးတူတဲ့အပြင်အပွန်းပက်မြန်လွန်းလို့မှန်ချက်တွေကြားတဲ့ကောင်းတဲ့တံပြန်မှုတွေရဖို့အမားတို့တတိမပြတ်ဖဲစူးစမ်းနေဖို့လိုတယ်အမားတို့မှာစိတ်ဆိုးနေဖို့အချိန်မရှိဘူးမုန်းနေဖို့အချိန်မရှိဘူးတွေ့ဝေနေဖို့အချိန်မရှိဘူးလက်စားချေဖို့အချိန်မရှိဘူးအပြစ်တင်ဖို့အချိန်မရှိဘူးမကောင်းတာတွေအတွက်အချိန်မရှိဘူးလက်တစ်ဖြစ်လေးတွေတိုင်းကုသိုလ်ဖြစ်ဖို့ကုသိုလ်ကနေအကျမ်းကောင်းတွေရဖို့အမားတို့အမြဲတတိကပ်နေတဲ့ညီမလေးရေအရေးကြီးတာတွေများလို့ငိုချိန်မရဘူးအသေးကွဲဘူးတာပေါ့ညီမလေးရေဒါကလောကကြီးတဲ့စမ်းကြဲတဲ့ကိစ္စမှမဟုတ်တာလူတိုင်းအနည်းနဲ့များတစ်ခါတော့အသေးကွဲကြတာပဲချစ်တဲ့သူနဲ့တေကွဲလို့ဖြစ်ဖြစ်ရှင်ကွဲလို့ဖြစ်ဖြစ်ချစ်နေရင်နဲ့စိတ်အခက်မသိရန်ဖြစ်ကြရင်ပဲဖြစ်ဖြစ်စိတ်ဆိုးစိတ်ကောက်ကြရင်အသေးတော့ကွဲခဲ့ကြတာပဲအသေးကွဲတယ်ဆိုလို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့တကယ်အသေးစစ်ကကွဲသွားတာမဟုတ်ပါဘူးတရင်ကစိတ်မကောင်းဖြစ်တဲ့အခိုက်အတန့်ကိုဖော်ကျူးတဲ့စကားပါပဲညီမလေးရေတစ်ချိန်ကအချစ်ဦးကိုနင်မရှိရင်ငါယူသွားမှာနင်သာမချစ်တော့ရင်ငါသေသွားမှာလို့သူရောကိုရောအပြန်လည်ပြောဖို့ခဲ့ကြတယ်ဒီလိုနဲ့ဝေးပြီး9နှစ်လောက်အကြာဆိုင်သူကိုစီနဲ့ပြန်ဆောင်ကြတော့ငါလည်းမယူခဲ့ဘူးနင်လည်းမသေးဘူးနော်လို့ပြောပြီးရင်ရေခဲ့ကြသေးတယ်ဒီချိန်ဟာအကောင်းဆုံးသမားတော့အချိန်ဟာအကောင်းဆုံးသမားတော့ဆိုသလိုတစ်ချိန်ကတွေးရင်တော့ငိုရပါတယ်ဆိုတဲ့ဇာတ်လမ်းတွေကအခုတော့ပြန်ပြောပြီးရင်နေရတဲ့ဖြစ်ပျက်တွေပါလေလောကကြီးကမမြဲဘူးကွယ်မမြဲတဲ့လောကကြီးတဲ့တယောက်ယောက်ကကိုယ်ပင်နာမြဲရှိနေမယ်ဆိုတာဖြစ်နိုင်ပါမလားတွေ့ဆုံမှုတိုင်းဟာခွဲခွာခြင်းမှာပဲအဆုံးသတ်လို့ငါတို့ခွဲခွာဖို့စုံကြတာပဲဆိုတာကိုမေ့ထားလို့မရဘူးညီမလေးစာချုပ်တွေကတေခွဲရောရှင်ခွဲကိုရောမတားမြစ်နိုင်ဘူးတန်ရောစဉ်ကျိုးဆိုတာကလည်းကွဲကွာခြင်းနဲ့ခွဲခါမှုတွေကိုထိရအောင်မတုတ်ထားနိုင်ဘူးဒါကြောင့်မတည်မြဲတဲ့လောကကြီးထဲမှာဖန်ကွဲစာလေးလိုဖြက်ခနဲ့ကြေကွဲသွားနိုင်တဲ့ချစ်ချင်းမုန်းခြင်းနဲ့ခွဲခွာခြင်းတွေကြောင့်မငိုကြွေးနဲ့မပင်ပန်းနဲ့ကွယ်သူတစ်ပါးစီကတောင်းတရတာဖက်တွေရတာတောင်းခံရတာပင်ပန်းလွန်ပါတယ်ထားရိတ်ခံမှကြောက်လို့ပြင်ဆင်ရတာစိတ်ပူရတာပြည့်ရည်တွေတုံးရတာနဲ့အချိန်မကုန်ပါနဲ့ကွယ်ကို့လတရားဟာကို့နှလုံးသားဖြစ်ပြီးကို့ရှင်တန်မှုဟာကို့ရွေးချယ်မှုပဲဒါကြောင့်လေတဲကွဲလို့ငိုမဲ့အစားမမြဲဘူးဆိုတဲ့သဘောကိုမြင်အောင်ကြည့်ပါနော်ပြီးရင်ကိုပြန်ယုံကြည်ပြီးလူတစ်ယောက်ကိုအပင်ပန်းခံချစ်နေရတဲ့ကိစ္စထက်ပိုပြီးရေးကြီးတဲ့အလုပ်တွေမှာအချိန်ပေးလိုက်ပါညီမလေးရေကျေးဇူးတင်ပါတယ်ရှင်